ပြန်ရောက်တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် You know, this is my second time to be with you, to be a part of this service. ငါတို့ကဝုပြုကိုယ်ပဲချင်းဟာကျွန်တော်ဟာဒီနေရာမှာဒုတိယအကြိမ်ဖြစ်ပါတယ် If you remember the last time I came here, October 16 or I don't know when I'm here. လွန်ခဲ့တဲ့အောက်တိုဘာလ16ရက်အတွင်းမှာကျွန်တော်တစ်ကြိမ်ရောက်ခဲ့ပါတယ် But you know, when I came here before to share the word of God, ဒီနေရာမှာကျွန်တော်ပထမချိန်လာရောက်နှုတ်ပတ်တော်ဝင်ရတဲ့အခါမှာ God put a burden in my heart for the Burmese people. ဘုရားသခင်ကကျွန်တော်ကိုမြန်မာပြည်သားများအတွက်ဝန်တာပေးပါတယ် Because I believe in my heart. ဒါကြောင့်လဲဆိုတော့ကျွန်တော်ရဲ့စိတ်နှောက်ထမှာကျွန်တော်တကယ်ပဲယုံကြည်စိတ်ချလို့ဖြစ်တယ် God always has a reason why God brought you here in Mesa. ဒီနေရာမှာတင်တို့ကိုဘာကြောင့်ဘုရားသခင်ပို့ဆောင်လာလဲဆိုတာအကြောင်းရှိလို့ဖြစ်ပါတယ် And also, I believe in my heart why God brought me here once again in Mesa. ကျွန်တော်ကလည်းဒီနေရာမှာဘုရားသခင်ဘာကြောင့်ပို့ဆောင်လာတယ်လဲဆိုတာလည်းအကြောင်းရှိလို့ဖြစ်ပါတယ် Because God wants to touch you and bless you once again. ဘာကြောင့်လဲဆိုတော့တင်တို့ကိုဘုရားသခင်ဒုတိယအကြိမ်ကောင်းချီးပေးချင်လို့ဖြစ်ပါတယ် Especially this man, December is where we always remember how Jesus was born. ဘာကြောင့်လဲဆိုတော့ဒီစင်မာလမှာခရစ်တော်ယေရှုပြဟာလောကသားများအတွက်ဘလို့မွေးဖွားခြင်းခံရတယ်လဲဆိုတာတင်တို့သိပါတယ် That's why December is a very important month to each and every one of us. ဒါကြောင့်မလို့ဒီစင်မာလဟာကျွန်တော်အယုံစီတိုင်းအတွက်အတမအရေးကြီးတဲ့လဖြစ်ပါတယ် Especially we Christians that we believe that Jesus is our Savior. ကျွန်တော်ခရစ်ယာန်ယုံကြည်သူများအားလုံးဟာသိပါတယ်ခရစ်တော်ယေရှုပြဟာကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာအားလုံးသိကြပါတယ် So this morning I want to encourage each and every one of you ခဏမှလည်းသင်တို့အတွက်နောက်တစ်ချိန်ထုံအားပေးလိုတာကတော့ that I want you to open your ears to listen to His words. ဘုရားရဲ့နှုတ်ကပတ်တော်တရားကိုသင်တို့ရဲ့ဒီဝိညာဉ်နာကိုဖွင့်ပြီးတော့မှတည်တည်ချာချာနားထောင်ကြပါ I want to encourage also each and every one of you that you need to open your hearts to receive His word. သင်တို့ရဲ့နားတဲ့မဟုတ်ဘဲနဲ့သင်တို့နှလုံးသားကိုလည်းဖွင့်ပြီးတော့မှနှုတ်ကပတ်တော်ကိုတည်တည်ချာချာနားထောင်ပါ Because I always keep on saying this, that the word of God is very important in our life. အစဉ်မြဲပြောရမှာကတော့ဒီဘုရားရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်အယုံစီတိုင်းရဲ့အသက်တာတွေအတမ်းမှပဲအရေးကြီးလို့ဖြစ်တယ် Not only that the word of God is powerful, but the word of God is alive. ဒီနှုတ်ကပတ်တော်ဟာတကိုးကြီးတယ်ဆိုတဲ့ယုံတတ်တဲ့မဟုတ်ဘဲနဲ့ဒီနှုတ်ကပတ်တော်ဟာအသက်ရှင်ပါတယ် We know that each and every one of us, we need the word of God. ကျွန်တော်အယုံစီတိုင်းဟာဘုရားရဲ့နှုတ်ကပတ်တော်ကိုတမလိုရပါတယ် Whatever our condition is, we need the word of God. ကျွန်တော်ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေဘုရားရဲ့အသက်ရှင်တော်နှုတ်ကပတ်တော်ကိုလိုရပါတယ် Because the Bible says, heaven and earth will pass away, but my words will remain forever. ခရစ်တော်ယေရှုဘုရားကပြောပါတယ်ကောင်းကင်နဲ့မကြီးနေကြီးမတည်တော့လဲငါစကားတည်လိမ့်မယ်လို့ပြောပါတယ် So if there's any word that we need to hold on and to trust, we need to hold on and trust only the word of God. ဒါကြောင့်လို့ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်စကားခွန်တိုင်းကိုကျွန်တော်နာခံလိုက်လျှောက်ပြီးမှအသက်ရှင်ဖို့အတွက်လိုရပါတယ် Because His word never changes. ဘာကြောင့်လဲဆိုဘုရားရဲ့နှုတ်ကပတ်တော်ဟာဘယ်တော့မှမပြောင်းလဲပါဘူး Because His words and His promises remain faithful. ဒီဘုရားရဲ့နှုတ်ကပတ်တော်ဟာကျွန်တော်ကိုဂတိတော်စကားပေးပါတယ် So we need to be hunger always in His word. ဒါကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုအစဉ်မြဲစုပ်ကိုင်ထားဖို့လိုပါတယ် Not only that we need to be hunger and excited always in His word. ဒီဘုရားရဲ့နှုတ်ကပတ်တော်ကိုကိုင်ဆောင်ထားပြီးတော့မှဒီနှုတ်ကပတ်တော်မှာတက်ကြွဖို့လည်းလိုရပါတယ် Not only that we are always ready to listen and receive His word. ဘုရားရဲ့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုနာယူပြီးမှနာခံလိုက်လျှောက်ဖို့လည်းလိုရပါတယ် But we need always to be excited
His word. ဘုရားရဲ့နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်စိတ်သက်ကြွစွာဖြင့်တက်ရှင်သွားဖို့လည်းလိုပါတယ် Because obedience in His word is very important. ဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံလိုက်လျှောက်ခြင်းကမတတ်မှအရေးကြီးပါတယ် Because once we are obedient in His word, blessing will follow. ဒီဘုရားရဲ့နှုတ်ကပတ်တော်တရားကိုနာခံလိုက်လျှောက်ခြင်းပေါ်မှာကောင်းကြီးပါပါတယ် Because God did not call us only to listen to His word, but we need to obey His word. ဘုရားရဲ့ကျွန်တော်ကိုခေါ်ယူခြင်းဟာဒီဘုရားရဲ့နှုတ်ကပတ်တော်ကိုနားထောင်ခြင်းတစ်ခုတည်းမဟုတ်ဘဲနဲ့နာခံလိုက်လျှောက်ဖို့တဲ့ခေါ်ယူခြင်းဖြစ်တယ် I know that all of you who are here today, ဒီနေ့ကျွန်တော်ဒီနေရာမှာနောက်ရှိနေတဲ့အခါမှာ not only that you are excited to listen to His word, ဒီနှုတ်ကပတ်တော်ကိုစိတ်သက်ကြွစွာဖြင့်နာခံလိုက်လျှောက်ဖို့အတွက်လိုတယ် but you are obedient in His word. ဒီနေရာမှာသင်တို့ရောက်လာခြင်းဟာနာခံခြင်းတူတူဖြစ်ပါတယ် Why I said that you are obedient in His word? ။ဘာကြောင့်သင်တို့ဟာနာခံလိုက်လျှောက်တယ်လို့ဆိုလာတော့ဆိုလို့ Because if you are not obedient in His word, သင်တို့နှုတ်ကပတ်တော်ကိုနာခံခြင်းမရှိဘူးဆိုလို့ရှိရင် you are not here today praising and worshiping သ Him. င်တို့ဒီနေ့ဒီနေရာမှာရောက်ရှိလာမှာမဟုတ်ဘူး။ပြီးဘုရားတကယ်ကိုလည်းချီးမွမ်းနိုင်မှာမဟုတ်ပါဘူး Not because we are obedient in the word of again saying though, ။ကျွန်တော်တို့ဒီနေရာမှာဆရာဆိုင်တို့ကိုနားထောင်ခြင်းတစ်ခုတည်းတည်းမဟုတ်ပါဘူး not because we are obedient to the invitation of other people, ။ကျွန်တော်တို့ဘုရားတကယ်ကျွန်တော်ဒီနေရာမှာလူတစ်ယောက်ယောက်ကိုပဲကျွန်တော်ကြည့်ပြီးမှနာခြင်းမဟုတ်ပါဘူး because we obey the word of God. ။ကျွန်တော်တို့ဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံလိုက်လျှောက်လို့ဖြစ်တယ် That every Sunday we need to come into the presence of God. ။တနေ့မနေ့နေ့တိုင်းမှာကျွန်တော်ဘုရားရဲ့ရှေ့မှာလာရောက်ပြီးမှဝတ်ပြုဖို့ကိုလိုအပ်တယ် That Sunday is a special day with the Lord. ။တနေ့မနေ့နေ့ဟာဘုရားရဲ့အတွက်ဖြစ်တယ် It's a day of thanksgiving. ။အဲ့ဒီနေ့ဟာချီးမွမ်းခြင်းကိုယ်ွယ်ခြင်းနေ့ဖြစ်တယ် It's a day of praising Him. ။အဲ့ဒီနေ့ဟာဘုရားကိုချီးမွမ်းကိုယ်ွယ်တဲ့နေ့ဖြစ်တယ် It's a day of worshiping Him. ။အဲ့ဒီနေ့ဟာဘုရားကိုကိုယ်ွယ်တဲ့နေ့ဖြစ်တယ် And it's a day to thank Him for all the things that He has done in our life. ။ကျွန်တော်ဒီဘုရားရဲ့နှုတ်ကပတ်တနေ့မနေ့နေ့ဟာအချမ်းသူဘယ်သူမှကျွန်တော်ထဲကနေယူဆောင်ခြင်းပဲမဟုတ်ဘဲနဲ့ဘုရားရဲ့နှုတ်ကပတ်တော်တိုင်းတနေ့မနေ့လာမှာ That's why for me, every Sunday is a very exciting day. ဒါကြောင့်မို့ကျွန်တော်တို့မှာလည်းတနေ့မနေ့နေ့တိုင်းမှာကျွန်တော်တို့မတော်မှာပဲစိတ်လှုပ်ရှားတဲ့နေ့ဖြစ်တယ် Not because we come together to have fellowship together, ဒီနေရာမှာလာပြီးမှမိတ္တာဖွဲ့ခြင်းတက်တယ်မဟုတ်ပါဘူး but it is a day with the Lord. ဒီနေ့ဟာခရစ်တော်ဖျားရဲ့နေ့ဖြစ်ပါတယ် Because we know if we come together, not only that we are strengthened and encouraged, ကျွန်တော်တို့ဟာဒီနေရာမှာလာပြီးမှတယောက်နဲ့တယောက်ခွန်အားပေးရတက်တယ်မဟုတ်ပါဘူး but if we come together and stay in the presence of God, အကယ်၍ကျွန်တော်အတူတူကရောက်လာပြီးမှဘုရားကြီးရှေ့တော်မှာလည်းရောက်ရှိလာတဲ့ခါမှာ not only that we are strengthened, ကျွန်တော်အတူတူကစုယုံခြင်းတက်တယ်မဟုတ်ပါဘူး but we will receive something from God. ဘုရားကြီးဌာနကောင်းကြီးမင်္ဂလာတစ်ခုခုကိုရရှိသွားမှာဖြစ်တယ် That's why David said, ဒါကြောင့်လို့ဒီဘီကြီးဒါဝိဒ်မင်းကြီးဟာ he said, one thing his heart desired ကျွန်တော်ရဲ့အသက်တာထဲမှာတစ်ခုဆုံးဖြတ်ချက်ချတာကတော့တဲ့ is to go into the temple of the Lord. ဘုရားရဲ့နှုတ်ကတော်ဘုရားရဲ့ဘုရားကျောင်းကိုတွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ် In our time, the temple is the church. ဒီဘုရားရဲ့အသင်းတော်ဘုရားကျောင်းကိုလာတဲ့အခါမှာ So David said his heart desire is to go into the temple of God. ကျောင်းဒါဝိဒ်မင်းကြီးကပြောတယ်ကျွန်တော်ဆုံးဖြတ်တာကတော့ဘုရားရဲ့ဒီဘုရားကျောင်းကိုတွားမယ်ဆိုတဲ့ဆုံးဖြတ် Not ချက် only to go into the temple of God, but to stay in the presence of God. ဒီဘုရားကျောင်းကိုလာခြင်းတက်တဲ့မဟုတ်ပဲနဲ့ဘုရားရဲ့ရှိတော်မဟုတ်တဲ့ရက်မယ်ဆိုတဲ့စိတ်ထားလို့ရှိပါတယ် Because David knows that in the presence of God, there is fullness of joy. ဒါဝိဒ်မင်းကြီးကသိပါတယ်ဘုရားရဲ့ရှိတော်မဟုတ်တဲ့လာခြင်းဟာဝမ်းမြောက်ခြင်းရှိတယ်ဆိုတာကိုသိပါတယ် That's why every time we come to church, ဒါကြောင့်လို့ကျွန်တော်အချိန်တိုင်းဘုရားကျောင်းကိုလာတဲ့ခါမှာ we are filled with joy. ဘုရားရဲ့ရှိမှကျွန်တော်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကိုရရှိပါတယ် Because we know that the joy of
ဘာကြောင့်ကျွန်တော်ပျော်ရွှင်ဝမ်းမြောက်ခြင်းကျွန်တော်ရဲ့ခွန်အားဖြစ်ပါလေ Oh, the joy of the Lord is in this place. ဘုရားရဲ့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းဒီနေရာမှာရှိပါလေ The presence of the Lord is in this place. ဒီနေရာမှာဘုရားရဲ့ရှေ့တော်တော်နိုင်ဖြစ်ပါလေ And God wants to fill this place with His joy. ဒီနေရာမှာဘုရားရဲ့ကောင်းချီးမင်္ဂလာအပြည့်ရှိစေချင်ပါလေ Because God knows that we need the joy of the Lord. ဘာကြောင့်လဲဆိုတော့ကျွန်တော်အရောက်စီတဲ့ဘုရားရဲ့ထာမဝမ်းမြောက်ခြင်းလိုအပ်လို့ဖြစ်တယ် Because only the joy of the Lord will give us strength. ဘုရားရဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဟာကျွန်တော်ရဲ့ခွန်အားဖြစ်လို့ဖြစ်တယ် Amen. အာမင် So we need to dwell in the presence of God. ဒါကြောင့်ကျွန်တော်ဘုရားရဲ့ရှေ့တော်မှာနေသွားဖို့လိုအပ်ပါတယ် David knows also that in the presence of God there is liberty. ဒီဒါဝိမင်းကြီးကဘုရားရဲ့ရှေ့တော်မှာနေသွားခြင်းဟာအောင်မြင်ခြင်းတစ်ခုဖြစ်တယ်လို့ပြောပါတယ် Liberty means freedom. ဒီအောင်မြင်ခြင်းဟာလွတ်မြောက်ခြင်းဖြစ်ပါတယ် So we need freedom. ဒါကြောင့်ကျွန်တော်ကလွတ်မြောက်ခြင်းကိုရရှိပါတယ် That's why when we come to church, ဒါကြောင့်ကျွန်တော်ဘုရားကျောင်းကိုလာတဲ့အခါမှာ we are not only joyful, ကျွန်တော်ကပျော်ရွှင်ခြင်းတစ်ခုတည်းတည်းမဟုတ်ပါဘူး but we have freedom to worship Him. ဒါကြောင့်ကျွန်တော်ဝမ်းမြောက်စွာဖြင့်ဘုရားကိုချီးမွမ်းနိုင်ပါတယ် We have so much freedom to praise Him. ဒါကြောင့်ဝမ်းမြောက်စွာဖြင့်ဘုရားကိုကျွန်တော်ချီးမွမ်းကိုးကွယ်နိုင်ပါတယ် We can shout. We can shout, we can dance, and we can lift our hands. ကျွန်တော်ချီးမွမ်းနိုင်တယ်ကျွန်တော်အော်ဟစ်နိုင်တယ်ဘုရားကြီးရှိတော်မှာလည်းကျွန်တော်ကပ်ခုန်နိုင်ပါတယ် That is freedom. အဲ့ဒါဟာဝမ်းမြောက်ခြင်းဖြစ်ပါတယ် You know, if you go out, အကယ်ကျွန်တော်ပြင်ကိုသွားတဲ့ခါမှာ if you are in the market or in the lot, အကယ်၍ကျွန်တော်ဟာဈေးထဲမှာရောက်ရှိနေတဲ့ခါမှာ you cannot shout there and say, Hallelujah. ကျွန်တော်ချီးမွမ်းနိုင်တယ် But in the presence of God, အကယ်၍ဘုရားကြီးရှိတော်မှာလည်းရောက်ရှိလာတဲ့ခါမှာ in this place, ဒီနေရာမှာ because the spirit of freedom is in this place, ဒီနေရာမှာလွတ်မြောက်ခြင်းရတဲ့အတွက်ကြောင့် we can lift our hands, ကျွန်တော်လက်ကိုမြှောက်နိုင်ပါတယ် we can shout, ကျွန်တော်အော်ဟစ်နိုင်တယ် we can sing song unto the Lord, ဘုရားကြီးရှိမှတခြင်းကိုတည်ဆိုနိုင်တယ် we can dance unto the Lord, ကျွန်တော်ဘုရားကြီးရှိမှကခုန်နိုင်ပါတယ် we can jump unto the ဘု Lord, ရားကြီးရှိမှခုန်နိုင်ပါတယ် because the freedom is in this place. ဘာကြောင့်လဲဆိုဒီနေရာမှာလွတ်မြောက်ခြင်းရှိလို့ဖြစ်ပါတယ် Oh, in the presence of God there is freedom. ဒါကြောင့်ဘုရားကြီးရှိတော်မှာဟာလွတ်မြောက်ခြင်းရှိပါတယ် Amen. အာမင် There is freedom in the presence of God. ဘုရားကြီးရှိဟာလွတ်မြောက်ခြင်းရှိပါတယ် Hallelujah. Not only that in the presence of God there is fullness of joy, ဘုရားကြီးရှိတော်မှာဟာဝမ်းမြောက်ခြင်းတက်တဲ့တစ်ခုတည်းမဟုတ်ပါဘူး not only in the presence of God there is freedom and liberty, ဘုရားကြီးရှိတော်မှာလည်းအောင်မြင်ခြင်းရှိပါတယ်လွတ်မြောက်ခြင်းရှိပါတယ် but in the presence of God ဘုရားကြီးရှိတော်မှာဟာ there is healing, ပြီးရင်အနာငြိမ်းခြင်းတစ်ခုကိုလည်းရရှိပါတ there is ယ် deliverance. ပြီးရင်ကျွန်တော်အနည်းဆုံးမျိုးမျိုးလည်းထပ်သွားမှာဖြစ်တယ် That's why sometimes if you go to church ဒါကြောင့်ကျွန်တော်တခါနေရာမှာကျွန်တော်ဘုရားကျောင်းကိုသွားတဲ့အခါမှာ and you start praising Him and worshiping Him ဘုရားကြီးကိုချီးမွမ်းကိုးကွယ်တဲ့အခါမှာ because His power is in that place, အဲ့ဒီအချိန်မှာဘုရားကြီးရဲ့တကိုးတော်ဟာကျွန်တော်ထင်မှာ His ရောက်တယ် presence is in that place. ဘုရားကြီးကကျွန်တော်တို့ရှိမှရောက်ရှိနေပါတယ် Those who are sick, ဖျားနာတော့သူများ because the power of God is powerful, ဘုရားကြီးရဲ့တကိုးတော်ဟာကြီးမြတ်ပါတယ် the power of God is very, very strong, ဘုရားကြီးရဲ့တကိုးတော်ဟာကြီးမားပါတယ် because you are in the presence of God. သင်တို့ကဘုရားကြီးရှိတော်မှာရောက်ရှိနေပါပြီ You will receive your healing. ခရစ်တော်ဘုရားကြီးထာမဒီအနာငြိမ်းခြင်းတကိုးကိုရရှိမှာဖြစ်တယ် You will receive deliverance. သင်တို့ဟာလွတ်မြောက်ခြင်းမျိုးမျိုးကိုလည်းရရှိမှာဖြစ်တယ် That is our God. ဒါကကျွန်တော်တို့ဘုရားကြီးအကြောင်းဖြစ်တယ် And also in the presence of God, အကယ်၍ဘုရားကြီးရှိတော်မှာလည်း there is victory. အောင်မြင်ခြင်းရှိပါလေ There is victory in Jesus. ခရစ်တော်ယေရှုဖျားနဲ့အောင်မြင်ခြင်းရှိပါလေ That's why sometimes we sing the song, Victory, Victory in Jesus. ဒါကြောင့်တခါတည်းမှာကျွန်တော်ဘုရားကြီးကိုချီးမွမ်းတဲ့အခါမှာခရစ်တော်နဲ့အောင်မြင်ခြင်းဆိုတဲ့တခြင်းကိုကျွန်တော်ဆိုလို့ရှိ That's ပါတယ် why if you compare yourself to other people, ဒ
တင်းတို့ဘုရားတပားတို့ရှေ့မှာရောက်ရှိသွားတဲ့အခါမှာ Especially those who doesn't know Jesus yet in the life. တချို့တော့ခရစ်တော်ယေရှုကိုမသိတော့သူရှေ့မှာ If you compare yourself to them, အကယ်၍တင်းတို့ကသူများကိုတော်ပြီးမှကုညီမဆာမယ်ဆိုလို့ရှိရင် you can see that your life is different. ပင်တင်းတို့ရဲ့တက်တာဟာလုံးဝပြောင်းလဲတာကိုမြင်တွေ့ရမှာဖြစ်တယ် Why? ။ဘာကြောင့်လဲ Because Jesus is in your heart. ။ဘာကြောင့်လဲခရစ်တော်ယေရှုကကျွန်တော်နှလုံးသားထဲမှာရှိလို့ဖြစ်တယ် You have Jesus, ။တင်းတို့ခရစ်တော်ယေရှုကရှိလို့ဖြစ်တယ် the source of life, ။ဘုရားကြီးရဲ့နှုတ်ကပတ်တော်ဓာတ်ရှိလို့ the source of everything, ဘုရားကြီးရဲ့တကူတော်ဟာနှုတ်ကပတ်တော်ဓာတ်ဖြစ်တယ် the source of peace and joy, ။ဘုရားကြီးထန်တိုင်းကျွန်တော်ငြိမ်သက်ခြင်းကိုရ the ရှိပါ source of healing and ဘု deliverance, ရားကြီးရှိတော်မှာကျွန်တော်အနာငြိမ်းခြင်းတကူနဲ့နတ် the တော်ဆက်ခြင်း source of freedom and ဘု liberty, ရားကြီးရှိတော်မှာကျွန်တော်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကိုလည်းရှိပါ and the source of hope. ပြီးရင်ကျွန်တော်မျှော်လင့်ခြင်းလည်းရှိပါတယ် Amen. အာမင် Who wants to experience the power of God in this place? ဘုရားကြီးရဲ့တကူတော်ကိုတချို့လူထိခံစားတဲ့သူများ Those who want to receive the power of God, can you lift up your hand? တကယ်ပဲဘုရားကြီးတကူတော်ကိုယ်တိုင်ကိုယ်ကြခံစားဖို့ရတယ်ဆိုတဲ့ပုဂ္ဂိုလ်များလက်မြောက်ချထားရအောင် Amen. ဘုရားကြီးတကူတော်ကိုလက်တွေ့ခံစားဖို့တဲ့သူများ This morning, I'm not only going to share the word, ကနေမှလည်းဘုရားကြီးရဲ့အသက်ရှင်တော်နှုတ်ကပတ်တော်ကိုဝင်ငါလည်းရှိပါတယ် but I want you to listen carefully every word that I'm going to share with you this morning. ကနေနှုတ်ကပတ်တော်အခုတိုင်းကိုဘုရားသင်တို့တည်တည်ချာချာနားထောင်စေချင်ပါတယ် Because the word that I'm going to share with you is not a words of man. ကနေကျွန်တော်ဝင်ငါမဲ့နှုတ်ကပတ်တော်ဟာလူရဲ့စကားတတ်တယ်မဟုတ်ပါဘူး But it is the word of the Lord. ဘုရားသခင်ရဲ့နှုတ်ကပတ်တော်စကားဖြစ်ပါတယ် A word that it will give you life. နှုတ်ကပတ်တော်ဟာသင်တို့ကိုအသက်ပေးမှာဖြစ်တယ် The same word that God used when He created the universe. ဘုရားရဲ့နှုတ်တော်ထက်စကားနဲ့အားဖြင့်ဒီလောကစัจ java လာကိုဖန်ဆင်းပါလေ Because every time God speaks, ဘုရားရဲ့စကားပြောတဲ့အတိုင်းမှာ not only He says, but He will fulfill. ဘုရားရဲ့ပြောတာတက်တယ်မဟုတ်ဘဲနဲ့ပြည့်စုံစေပါလေ Remember when God created the universe, ဘုရားကဒီစัจ java လာကိုဖန်ဆင်းတဲ့အခါမှာ God said, "Let there be light." အလင်းဖြစ်စေလို့ဘုရားကပြောပါတယ် And you know what happened? And there was light. ဘုရားရဲ့စကားတော်တိုင်းအလင်းဖြစ်စေပါလေ When God said, "Let there be moon and stars in the universe," ဘုရားရဲ့စကားတကုံပြောပါတယ်ကောင်းကင်၌ရှိတဲ့နေလကျေတော်လို့ and you know what happened? Here comes the moon and the stars. ဘုရားကနေလကျေကိုဖြစ်စေတဲ့အခါမှာတခါတည်းနေလကျေဖြစ်ပါလေ So the same word that God used to create the universe ဒါကြောင့်ဒီစကားနှုတ်ကပတ်တော်အားဖြင့်ပဲလောကမုန်းကြီးစัจ java လာကိုဖန်ဆ is င်းပါလေ the same word that I'm going to share with you this morning. အဲဒီစကားတိုင်းနဲ့ကနေဝင်ငါမှာဖြစ်ပါလေ A word that it will give life. ဒီနှုတ်ကပတ်တော်ဟာအသက်ကိုပေးပါလေ That whatever words that I'm going to share with you this morning, ကနေကျွန်တော်ဝင်ငါမဲ့နှုတ်ကပတ်တော်တိုင်းဟာ it will bless your life. တင်တို့ရဲ့တက်တာကိုကောင်းကြီးဖြစ်စေမှာဖြစ်တယ် It will touch your life. တင်တို့ရဲ့တက်တာကိုပြောင်းလဲတိုးထီစေမှာဖြစ်တယ် If only you are willing to obey and accept His word. တခုလိုအပ်တာကတော့တင်တို့ဟာဘုရားရဲ့နှုတ်ကပတ်တော်ကိုနာခံလို့တယ်ဆိုတဲ့နှလုံးသားရှိဖို့ပဲလိုအပ်ပါတယ် I can share many words today, ကနေကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဝင်ငါနေပါလေ but I want to ask you, are you ready to receive His တင် word? တို့ကိုမင်းချင်မှာတင်တို့ကအစင်သင့်ရှိပြီလားလို့ပဲမင်းချင်ပါတယ် Are you ready to receive His word and put it into your heart? ဘုရားရဲ့နှုတ်ကပတ်တော်ကိုအစင်သင့်ခံယူပြီးမှနှလုံးသားထဲမှာခံယူလို့ပါသလား I said, are you ready to receive His word? ဘုရားရဲ့နှုတ်ကပတ်တော်ကိုခံယူဖို့တဲ့အစင်သင့်ရှိပြီလား If you are ready, I want you to listen carefully. တကယ်ပဲအစင်သင့်ရှိပြီဆိုလို့ရှိရင်တည်တည်ချာချာနားထောင်ပါ I want you to open your Bible တင်တို့ရဲ့တမန်ကျမ်းစာကိုဖွင့်လိုက်ပါ to
in the book of Mark chapter 10. ရှင်မာကုခရစ်ဝင်ခန်းကြီး30ဖြစ်ပါတယ် Mark chapter 10, ရှင်မာကုခရစ်ဝင်ခန်းကြီး30 verse 46 to 52. အခန်းငယ်46မှ50ဖြစ်ပါတယ် And I want Ajahn Sengdu to read in Myanmar, Mark chapter 10 verse 46 to 52. ယေရုခေါမြို့သို့ရောက်ကြလျင်တပည့်တော်တို့မှစ၍များစွာသောလူပေါင်းတို့နှင့်တကွထိုမြို့မှထွက်ကြွတော်မူစဉ်တွင်တိမဲ၏တာဗာတိမဲအမည်ရှိသောလူကန်းသည်လမ်းနံထိုင်၍တောင်းစားလေ၏နာဇရက်မြို့သားယေရှုရှိကြောင်းကိုကြားရလျင်ဒါဝိဒ်၏သားတော်ယေရှုကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်လေ၏ထိုတို့ကိုတိတ်ဆိတ်စွာနေစီခြင်းကလူများတို့သည်ငေါ့၍ဆိုကြတော်လဲဒါဝိဒ်သားတော်ယေရှုကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုလာဟုတာ၍ဟစ်ကြော်လေတော့ယေရှုသည်ရက်တော်မူလျက်ထိုသူကိုခေါ်ခဲ့ဟုအမိန့်တော်ရှိသူတို့ဘာတို့သည်လူကန်းကိုခေါ်၍မစိုးရင်ဤထတော့တင့်ကိုခေါ်တော်မူသည်ဟုဆိုကြ၏ထိုသူသည်မိမိဝတ်ကိုခြုံပြီးလေထား၍ယေရှုထံတော်သို့သွား၏ယေရှုကလည်းတင်၌အဘယ်သို့ဖြစ်စေလိုသည်ဟုမဲတော်မူလေအရှင်ဘုရားကျွန်တော်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုလူကန်းလျှောက်လေတော့ယေရှုကထားတော့တင်ယုံကြည်ခြင်းနှင့်တင့်ကိုကယ်မပြီဟုမိန့်တော်မူ၏ထိုခဏချင်းတွင်သူသည်မျက်စိမြင်၍လမ်း၌လျှောက်တော်မူနောက်တော်သို့လိုက်လေ၏ Amen. The Bible says when Jesus and his followers went to Jericho, တမန်ကျမ်းစာကပြောပါတယ်ယေရှုခရစ်တော်ဘုရားဟာယေရုခေါကိုဝင်တဲ့အခါမှာ the Bible says every time Jesus goes to another place, ဒီတမန်ကျမ်းစာထဲမှာတည်တည်ချာချာဖတ်မယ်ဆိုလို့ရှိရင်ခရစ်တော်ယေရှုဘုရားကတနေရာကနေတနေရာကိုသွားတဲ့အခါမှာ not only his disciples followed him, သူ့ရဲ့တပည့်တော်တွေပဲနောက်ကနေလိုက်တာမဟုတ်ဘဲနဲ့ but the Bible says many people want to follow him. ဒါကြောင့်တမန်ကျမ်းစာကပြောတယ်မြောက်များစွာသောသူကခရစ်တော်နောက်ကိုလိုက်တယ် So when Jesus decided to go to Jericho, many people, including his disciples, followed him. ယေရှုခရစ်တော်ဘုရားကယေရီခေါမြို့ကိုသွားတဲ့အခါမှာသူ့ရဲ့တပည့်တော်တွေတက်မကပဲမြောက်များစွာသောသူကသူ့နောက်ကိုလိုက်ပါတယ် Because most of these people not only they want to listen to the teaching of Jesus, ။ဘာကြောင့်လဲဆိုတော့အနေငယ်တော့သူတန်နေဘုရားရဲ့နှုတ်တော်ထွက်စကားကိုသိချာနားထောင်ကြတယ် because most of them they want to receive something from Jesus. ။တချို့တော့မြောက်များစွာသောသူကဘုရားခင်ကခရစ်တော်ဘုရားကဘာလုပ်မလဲဆိုတာကိုကြည့်လို့ဖြစ်တယ် Because during that time, many people they know that Jesus can perform miracles. ။အဲဒီအချိန်တုန်းကခရစ်တော်ယေရှုဘုရားဟာမြောက်များစွာသောတကူကိုဖြစ်စေတယ်ဆိုတာကိုသိတာလို့ဖြစ်တယ် Every time Jesus go to another place, ။ဒါကြောင့်ခရစ်တော်ယေရှုဘုရားတဏှာပြီးတဏှာကိုတွားတိုင်းမှာ many people want to follow him. မြောက်များစွာသောသူကသူ့နောက်ကိုလိုက်လို့ကြပါတယ် Many people want to listen to him. မြောက်များစွာသောသူကခရစ်တော်ယေရှုဘုရားရဲ့စကားကိုနားထောင်ကြကြပါတယ် Many people want to receive something from him. မြောက်များစွာသောသူကခရစ်တော်ယေရှုဘုရားထာမတစ်ခုခုကိုလိုချင်လို့ဖြစ်တယ် But when the time that Jesus decided to leave Jericho, ခရစ်တော်ယေရှုဘုရားဂျေရီခိုမြို့ကိုတွားမယ်လို့ဆုံးဖြတ်တဲ့အချိန်မှာ while they are walking along the road အဲ့ဒီလမ်းပေါ်မှာရှောက်သွားတဲ့အချိန်မှာ with his disciples, သူ့ရဲ့တပည့်တော်တွေနဲ့တွားပါလေ but in that road of Jericho, အဲ့ဒီလမ်းပေါ်မှာ there's a one man, his name is Bartimaeus. လူတစ်ယောက်ကတိမဲဆိုတဲ့အမည်ရှိတဲ့လူတစ်ယောက်က I want you to listen carefully. Who is Bartimaeus? ဘာတိမဲဆိုတဲ့နာမည်ကဆိုတဲ့နာမည်ကိုတိတိကျကျနားထောင်စေချင်ပါတယ် The Bible said Bartimaeus
a blind man. ဒီဗာတိမဲဆိုတဲ့တယောက်ကမျက်ကန်းတယောက်ဖြစ်ပါတယ် Not only that he is a blind man, but he is also a beggar. သူကမျက်စိကန်းတော်သူဖြစ်တော်ညာလေဘုရားရဲ့စကားတော်ကိုနာခံလက်လျှောက်တဲ့သူဖြစ်တယ် Every day, Bartimaeus sit along the road of Jericho. အဲ့ဒီဗာတိမဲဟာနေတိုင်းနေတဲ့အဲ့ဒီဂျေရီခေါမြို့ကိုလမ်းလျှောက်နေရှိပါတယ် Just to beg and ask money and help from other people. ဘယ်မြောက်များဆိုတော့သူတွေစီကနေပြမှာတောင်းစားတဲ့သူဖြစ်တယ် Because he is blind, he cannot go and walk. ဘာကြောင့်လဲဆိုတော့သူကမျက်စိကန်းတဲ့အတွက်ကြောင့်အလုပ်မလုပ်နိုင်လို့ဖြစ်တယ် The only way for him to live is to ask help from other people. သူ့ပဲလုံးစရာတစ်ခုကတော့သူများစီကနေမှတောင်းစားတဲ့အလုပ်ပဲရှိပါလေ Means his hope depends from the help of people. ဒါကြောင့်သူ့အတွက်ကတော့သူများကိုကူညီခြင်းမဟုတ်ဘဲသူများရဲ့အကူအညီကိုအမြဲတမ်းတောင်းလျှောက်လေးရှိပါလေ So the Bible says every day of his life he needs to sit along the road of Jericho. ဒါကြောင့်လို့သူဟာဂျေရီကိုမြို့ကိုအမြဲတမ်းသူသွားလာရ And တယ် every day he has help from people နေ့တိုင်းပဲသူများရဲ့အကူအညီကိုသူတောင်းခံလေးရှိတယ် so that he can buy food to eat သူများရဲ့အကူအညီတောင်းစားပြီးမှသူဝယ်စားရတယ် because he is a blind man. ဘာကြောင့်လဲဆိုတော့သူကမျက်စိကန်းလို့ဖြစ်တယ် Every day he do that. နေ့တိုင်းဒီလိုပဲသူလုပ်ပါလေ His life depends only from other people. သူရဲ့တက်တာကသူများပေါ်မှာမိခိုပြီးမှပဲအသက်ရှင်ရပါလေ If people don't give him money or food, he will not eat the day. အကယ်၍သူများကသူ့ကိုမဆာမှုမရှိဘူးဆိုရင်အဲ့ဒီနေ့သူဘာမှစားရမှာမဟုတ်ပါဘူး But I want to tell you, my friends, ခဏကျွန်တော်ပြောလိုတာကတော့ but when Jesus is passing by in that road of Jericho, ခရစ်တော်ယေရှုပြဂျေရီခေါမြို့ကိုရှောက်လာတဲ့ခါမှာ and the people are so excited and so noisy in accepting Jesus in that area. မြောက်များစွာတော့သူကအော်ရှင်ချင်းတဲ့သူမြောက်များစွာတော့သူကစိတ်နှုတ်ရှာပြီးမှခရစ်တော်နောက်ကိုလိုက်ကြပါလေ Because Jesus is a miracle working God. ဘာကြောင့်လဲဆိုတော့ခရစ်တော်ယေရှုပြဟာဘုရားရဲ့တကူတော်ကိုပြနေလို့ဖြစ်တယ် Every time he go to one place, many people followed him. သူသွားတဲ့နေရာတိုင်းအမြောက်များစွာတော့သူကသူ့နောက်ကိုလိုက်ကြပါလေ Not only that Jesus is excited to share the word of God, ခရစ်တော်ယေရှုပြဝင်ကတက်တဲ့ခါမဲ့စကားကိုလူတိုင်းနားထောင်ကြကြတယ် but also Jesus always perform miracles. ခရစ်တော်ယေရှုပြလည်းအစီအမြဲတကူတော်ကိုပြလို့ရှိပါလေ He healed the sick. မြောက်များစွာတော့နာငိမ့်စေတယ် He delivered the oppressed. အနာရောဂါရှိတော့သူများနတ်ဆိုးရှိတော့သူများကိုမောင်းထုတ်ပေးတယ် So he is a miracle performer ဒီသူကတကူတော်ကိုပြတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ် because he is the God of miracle. ဘုရားခင်ရဲ့တကူတော်ကိုပြ He is the healer. သူကအနာငိမ့်တော်သူဖြစ်တယ် He is the deliverer. သူကနတ်ဆိုးဆွဲတော်သူကိုမောင်းထုတ်ပေးတဲ့သူဖြစ်တယ် That's why when Bartimaeus heard the name of Jesus, ဒါကြောင့်မြောက်ဒီဗာတိမေကလည်းခရစ်တော်ယေရှုရဲ့အကြောင်းကိုကြားသိပါတယ် when he heard that Jesus is passing by in that road of Jericho, ခရစ်တော်ယေရှုကဒီဂျေရီကိုမြို့ကိုပြလာပြီဆိုတာကိုသူကြားတဲ့အခါမှာ he didn't see Jesus, သူခရစ်တော်ကိုမမြင်နိုင်ပါဘူး but he heard only Jesus is passing by in that road of Jericho. သူကြားတာကခရစ်တော်ယေရှုပြဒီလမ်းကိုပြလာပြီဆိုတာပဲသူကြားပါတယ် So when he heard that Jesus is passing by, ခရစ်တော်ယေရှုပြဒီလမ်းကိုပြလာပြီဆိုတာကိုကြားတဲ့အခါမှာ he said to himself, သူကသူ့ကိုယ်ကိုပြောပါတယ် oh, this is my day. ။အိုးဒီနေ့ဟာငါနေ့ရောက်လာပြီလို့သူပြောပါတယ် I want to grab this day for my life. ။ဒီကနေ့ကနေမှကျွန်တော်ရတတ်တာကိုထူထောင်နိုင်မယ် I လို့သူပြော know ပါတယ် I can receive a miracle from Jesus. ။ကနေ့ကခရစ်တော်ယေရှုရဲ့တကူကိုမြင်ရတော့မယ်လို့သူက That's why when he heard that Jesus is passing by, ဒါကြောင့်ခရစ်တော်ယေရှုရဲ့ဒီလမ်းကိုဖြစ်လာတာလို့သူကြားတာနဲ့ he opened his mouth ပင်သူနှုတ်ကိုဖွင့်လိုက်ပါတယ် and he said, ပင်သူပြောတာကတော့ Jesus, ယေရှု Son
Not only he said that word once, သူဒီစကားကိုပြောတာတတ်တဲ့မဟုတ်ပဲနဲ့ but the second time he opened his mouth again. ပြီးနောက်တစ်ချိန်ဟောပါတယ် And he said, Jesus, ယေရှု son of David, have mercy on me. ဒါဝိဒ်သားတော်ယေရှုကျွန်တော်ကိုတနာတော်မူပါလို့ပြောပါတယ် Not only twice he opened his mouth, ဒုတိယချိန်ဟောခြင်းမဟုတ်ပဲနဲ့ but one more time he opened his mouth နောက် again. တစ်ချိန်သူ့ရဲ့နှုတ်ကိုဖွင့်လိုက်ပါတယ် He said, Jesus, son Jesus. of David, ဒါဝိဒ်သားတော်ယေရှု have mercy on me. ကျွန်တော်ကိုတနာတော်မူပါလို့ပြောပါတယ် He kept on saying that word ပြီးသူအဲ့ဒီလိုတောင်းချိန်ပြောနေတာနဲ့ until he got the attention of Jesus. တကယ်ပဲခရစ်တော်ယေရှုပြရဲ့နားထောင်ခြင်းကိုသူကြားတဲ့အထိသူဟောပါတယ် The Bible said တမန်ကျမ်းစာကပြောပါတယ် he kept on shouting until he got the attention of Jesus. သူကခရစ်တော်ယေရှုပြကြားတဲ့အထိသူအချိန်ချင်းဟောတယ် Even though the people around with him မြောက်များဆိုတော့သူကသူ့အနားမှာရှိတော်ညာလေ and said to him, keep quiet, သူများကသူ့ကိုပြောတယ်ညင်နေပါ don't disturb the teacher, ဒီခရစ်တော်ယေရှုပြကိုမနှောက်ယှက်နဲ့လို့သူ့ကိုပြောကြတယ် but he don't care. ဒါမဲ့သူကယူမဆိုင်ပါဘူး He kept on shouting and saying, Jesus, son of David, have mercy on me. ပြီးအော်လေးရှိပါတယ်ဒါဝိဒ်သားတော်ယေရှုကျွန်တော်ကိုတနာတော်မူပါလို့ဟောပါတယ် He don't care other people, even though they want to stop him. တခြားလူကသူ့ကိုရက်တံဖို့နဲ့ဘလောက်ပဲကြိုးစားသူကယူမဆိုင်ပါဘူး He want to get the attention of Jesus ခရစ်တော်ယေရှုဖျားရဲ့ဂျာနာချင်းကို because he knows ဘာကြောင့်လဲဆိုတော့ that if he let Jesus pass him, အကယ်၍ခရစ်တော်ယေရှုဖျားကသူ့နာကိုလာမယ်ဆိုလို့ရှိရင် if he let the opportunity pass him, အကယ်